Hello အားလုံးပဲမင်္ဂလာပါ9 class ကနေပြန်လဲကြိုဆိုပါရစေကျွန်တော်ဒီနေ့ MGDC ကလူတွေကပေါ့နော်ဒီ beginner တွေပြီးတော့တခြား designer တွေရဲ့ကြည့်ပေးပါအောင်ဘာညာဆိုတော့လေးတွေကိုကျွန်တော်ဝင်ကြည့်ပေးမယ်ပေါ့နော်ဆိုတော့ဟိုလူမျိုးဝေဖန်ပေးပါအောင်ဆိုတဲ့လူတွေရဲ့ design တွေပဲကျွန်တော်ပြောတာပါတွေ့သမျှ design တွေကျွန်တော်မပြောရပါဘူးဆိုတော့ဒီမှာဆိုလဲအခုမှဆက်ဆွဲတာပါရှင်းရှင်းသိချင်ပါတယ်မြန်မာထုတ်ကုန်တွေလေ့ကျင့်ပြဿနာဖြစ်နေတာဗျဆိုတော့ design ကြောင်းပဲပြောမယ်ပေါ့နော်ဒီလိုတော့ဒီ design လေးတွေကျွန်တော်တို့ပြောမယ်ဆိုရင်ဒါပြောစရာလေးရှိနေတော့ကျွန်တော်ဒီထဲကိုဆွဲထည့်လိုက်တယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်ယူလို့ပြောမှာတော့ passport တွေမားနေတယ်ဘာလို့ passport တွေမားနေဆိုတော့ကျွန်တော်ပြမယ်နော်ကျွန်တော်ပုံမှန်ဆိုရင်ဒီမျက်နှာပြင်တွေကလေအပေါ်ကနေကြည့်မယ်ဆိုရင်အပေါ်မျက်နှာပြင်တွေမြင်ရမယ်ဒီလိုဒါပေမဲ့အောက်ကမျက်နှာပြင်တွေကိုဒီလိုမမြင်ရဘူးပေါ့နော်ဟိုမားနေရလေကျွန်တော်ပြမယ်ကျွန်တော်ထင်တယ်အခုဒီ surprise ဘူးကိုကျွန်တော်တို့ကရှစ်တက်တဲ့လေထားဖြစ်တဲ့အတွက်ဒီအပေါ်ကမျက်နှာဝင်ရကြတော့surface ကကြတော့အပေါ်မှာဒီလိုရှိမယ်အောက်က surface ကကြတော့ကျွန်တော်တို့ပြောမလဲဒီဘော surface အခုံးဗျာဒီအောက်က surface ကအခွက်ဗျာဒါမျိုးလေးမြင်ရမှာပေါ့နော်ဒါမျိုးလေးဆိုတော့ဘူးကဒီလိုအဲ့တော့အလဲရကောင်တွေကကြတော့ကျွန်တော်တို့ဘယ်လိုပိုင်းမလဲဆိုတာကကျွန်တော်ဆိုပြချက်ပုံမတည်တယ်ဘာလို့လဲဆိုတော့ဒီအပေါ်ကဒီကောင်မှန်တယ်ပေါ့နော်ဒီ surface ကတော့အပေါ်ဟိုဘက်ကိုကျွန်တော်တို့နဲ့ဆန့်ကျင်ဘက်ကိုဒီဘူးမျက်နှာကလှည့်နေဖြစ်တဲ့အတွက်ဘယ်ပြောမလဲဟိုဘက်ကိုခေါင်းကငိုက်နေတော့ဒီဘက်ကိုကျွန်တော်တို့ surface ကိုမြင်ရမယ်ပေါ့နော်ဒါမှန်တယ်အဲ့ဒါဆိုတော့ဒီကောင်ကျတော့စမှားပြီဘာမှားလဲဆိုတော့ကျွန်တော်တို့ဒီ surface ကိုအမှန်ယူမယ်ဆိုရင်ကျွန်တော်တို့ဒီကောင်ကဒီလိုမျိုးပေါ်နေလို့မရပါဘူးဟုတ်ပြီနော်အဲ့ဆိုတော့ဒီကောင်ကိုကျွန်တော်တို့မယူဘူးအမှန်ဒီကောင်အမှန်ယူမယ်ဆိုရင်ဒီ surface ကလည်းပေါ်နေလို့မရပါဘူးအဲ့တော့ကျွန်တော်တို့ပြောမလဲတစ်ခုပဲအမှန်ယူရမှာပေါ့နော်ဒီမျိုးမျက်နှာနှစ်ဖက်လုံးမြင်နေရတာမျိုးမဖြစ်နိုင်ဘူးဆိုရင်တော့ဖြစ်နိုင်တယ်ဒါပေမဲ့အဲ့လိုမျက်နှာနှစ်ဖက်လုံးမြင်နေရတာမျိုးကျွန်တော်တို့လှီးလိုက်မယ်ဆိုရင်ပိုင်းလိုက်မယ်ဆိုရင်ပေါ့နော် sorry အဲ့ဆိုရင်အောက်ကဒီအပေါ်နဲ့အောက်ကမျက်နှာတွေပါသူနဲ့လိုက်ပြီးတော့ harmony ဖြစ်အောင်လိုက်တိုင်းရတော့မှာပေါ့နော်ဆိုတော့ပြောပြတော့ခက်တယ်အိမ်မှာတခွားသီးတို့ဘယ်လိုပြောမလဲမုံလာဥနီတို့ရှိလှီးကြည့်တဲ့အခါသဘောပေါက်လိမ့်မယ်နော်အများလေးလှီးကြည့်အဲဆိုတော့ဒါကမာနေပေါ့နော်ဒီမှာလည်းလိုပဲမျက်နှာနှစ်ခုလုံးမြင်နေရတယ်ဟာလည်းမာနေပေါ့နော်ဟာလေးတွေယူဆိုင်ဖို့လိုပါမယ်ပြီးတော့ရေကိုထည့်ထားတာလုံးဝမတက်ရပါဘူးရေကကြည့်လိုက်အနောက်က background အဖြူတွေတောင်ကျန်နေဆိုတော့ opacity short ထားတဲ့သဘောပဲဘေးနားအဖြူတွေဖြတ်ထုတ်ပြီးတော့လीအဲဆိုတော့အဲ့လိုမလုပ်နဲ့ပေါ့နော်နောက်တစ်ခုကဒီမှာမတက်မြက်လေးရှိတယ်ဒီနားမှာဆိုရင်ကျွန်တော်မြင်နေရတယ်ဒီဘူးရဲ့အသားနဲ့ဒီတဲ့ surprise ရဲ့အတီးရဲ့ပေါ့နော်တပည့်ရဲ့အတီးရဲ့အနေနဲ့မဆက်ဘူး ace ကလေးစမ်းနေဘူးပေါ့နော်အဲဆိုတော့ user ပြီးတခြားလေးလုပ်ဖို့ပြောချင်ပါတယ်ဆိုတော့ကြိုးစားအားထုတ်မှုလေးတွေအများကြီးလိုနေပါသေးတယ်ဒီလောက်ပါပဲ okay နောက်ထပ်ကျွန်တော်တို့ဘယ်သူတွေရှိသေးလဲကျွန်တော်ပုံမှန်အားဖြင့်တော့ပေါ့နော်ဒီမျိုးလည်းလူတွေဝေဖန်ရတာတော်တော်လေးတော့အမြင်ကက်ခံရတယ်ပေါ့မျက်စိနောက်စီလည်းကောင်းဘာလို့ဆိုမင်းကပါလဲပေါ့ဆရာကြီးဝင်လုံးအဲ့လားပါလားဆိုပြီးတော့ဒါမျိုးပြောကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အတရားရောကအမုန်းခံမှဖြစ်မှာလေအမုန်းအခမ်းပဲနဲ့တိုင်းလက်ပိုက်ကြည့်နေပြီအေးကောင်းတယ်ကွာအခြားကွာရှောက်မြောက်ပေးနေကျွန်တော်ဗာဆက်ဖြစ်သွားမလဲကျွန်တော် community ကဟုတ်ပြီနော်ဆိုတော့ဒီမှာတော့ကျွန်တော်တခုတွေ့ဒီနေ့ဆွေးရလေးလော်လေးပြပြပေးပါတဲ့ okay ဒါကတော့ကျွန်တော်တို့ social media design ထက်ကိုနည်းနည်းလေးပို့ပြီးတော့တွေ့နေမိနေကြ site လေးတော့ဖြစ်နေတယ်ပေါ့နော်ဘယ်လိုပြောမလဲ69 ratio နဲ့ဆွဲထားတဲ့ design မျိုးဆိုတော့display ဆက်ဆံဖြစ်နေတာပေါ့နော်ဆိုတော့ဘာလို့အလဲဆိုတော့ကျွန်တော်အရင်ဆုံးပေါ့နော်ဒီဘက်ကစာတွေပေါ့ Jesus Christ bro လိုရီတော့ထည့်ထားတယ်လို့တော်တော်လေးလေးအပြည့်ကိုထည့်ထားပြီးတော့အားပါရပဲနော်မကြည့်ဒီစာတွေကြည့်ပေါ့အချမ်း wow okay ဆိုတော့ကျွန်တော်အရင်ဆုံးဘာနဲ့စမလဲ login နဲ့စမယ်နော်ကျွန်တော်လုပ်နေကြတဲ့အတိုင်းပဲ
ဒီမှာ blogging ကဖြည့်ရတယ်တော်တော်ခက်နေတယ်လိုပဲဖြည့်လိုက်မယ်နော်ဘာလို့အယောင်လေးပဲတော့ခွဲပေးတာဆိုတော့ဒါ blogging တစ်ခုဒါ blogging တစ်ခုဒါ blogging တစ်ခုနော်ကျွန်တော်နဲ့ဒီ product နဲ့ဆောင်နေကျွန်တော် blogging တစ်ခုလို့သတ်မှတ်လိုက်ပြီသူတို့ကို group တစ်ခုလို့ထားတော့ဟုတ်ပြီpage လေးမှာ design နော်ဆိုတော့ရုပ်တရက်ကြည့်လိုက်ရင်အော်ဒီမှာ orange ဖြစ်ပါတယ် contrast တော့ဖြစ်ပါတယ်ဘာညာ scale ကလေအဲလိုလေးတော့ထင်ကြရှိတယ်ပေါ့နော်ဆိုတော့ဘယ်ပြောမလဲအကြီးတည်းအစားရင်ဒီကောင်1ပေါ့2ပေါ့3 4ပေါ့နော်လို့သွားတာလေဆိုတော့ဒီ blocking contrast ကတော့ဘယ်ပြောမလဲရင်းမှားမနေဘူးဒါပေမဲ့မှန်လည်းမနေဘူးဘာလို့ဆိုတော့ကျွန်တော်ပြောတဲ့တိုင်းလေ contrast ကကွာခြားနေရမယ်နော်ရင်းမကွာတော့ဘာလို့လုံးမနေနဲ့ပေါ့နော်မထူးညမျိုးတော့တဲ့လားအဲ့ဒါနဲ့တော့ပွာသွားပြီအဲ့ဒါနဲ့တိတ်မကွာသေးမှန်းပြောရင်လေအဲ့ဆိုကျွန်တော်တို့ကဒီကောင်နည်းနည်းလေးကြည့်လို့ရသေးတယ်စီအဲ့လိုဒါနဲ့ကွာခြားတာကလက်ခံမိတာဒါနဲ့တော်တော်ကွာတယ်ဒီလိုကွာတယ်ပေါ့နော် scale contrast ဒါကတော့ blocking မှာမှာထားပါတော့ okay ဆိုတော့ဒီလိုမျိုးလေးလုပ်ရင်ပိုကောင်းမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် laptop ရဲ့ site ကသေးနေတယ်နော်ကျွန်တော် laptop ကျနေတာမလား laptop အကြီးလုပ်လိုက်ပြီဗျာဘာကြီးနှမျောနေရလဲဟုတ်လားပြီးတော့ဒီမှာ space တွေလည်းအများကြီးပိုနေတာပဲဒါကလောက်ပါဒါမျိုးတွေချပါနော်မျိုးလေးတွေလောက်ပါကြီးကြီးမားမားပါညာခက်ခက်ညာပေါ့ anyway စာရီလားစာရီဆိုရင်ကျွန်တော်အမြင်ရဆိုရင်ကျွန်တော်ဒီလိုပဲသွားလိုက်မယ်ဒီကောင်တော့ထားလိုက်ပါတော့ဒီ W win font နဲ့တုံးတော့ဖြစ်ဖို့များရတယ်ပေါ့နော်ဆိုတော့မပြောမလဲကျွန်တော်ဘယ်လိုစားလို့မဟဲဆိုတော့တော်တော်လေးတော့ခက်ခဲဖြစ်နေတော့မြေလည်းကျွန်တော်တို့ဒီလို blocking နဲ့ပဲတိုင်းပြီးတော့ design ဆွဲမလို့ပြောတာမဟုတ်ဘူးကျွန်တော်တို့ကဒီကြည့်တဲ့လူဘက်ကနေပြီးပြန်ပြီးစဉ်းစားတဲ့စနစ်ကိုသုံးတာပေါ့နော်လူတစ်ယောက်ကကျွန်တော် design ကိုဘယ်လောက်ကြာကြာကြည့်မလဲဟုတ်လားဘယ်လောက်ကြာကြာကြည့်ပြီးတော့သူဘယ်လောက်စိတ်ဝင်စားအောင်ကျွန်တော်လုပ်နေလဲသူစိတ်ဝင်စားမှဒီပုံဆက်ကြည့်မှလေဒါမှဒီစာလေးဖတ်မှာပေါ့ဟုတ်လား laptop ဝယ်ဖို့ရှာနေတဲ့လူကတော့ဗျာပြန်စာဘယ်လောက်အများကြီးထည့်တာ design ရုပ်ဆိုးနေလေကြည့်မှာပဲဟုတ်တော့သူရှာနေတာ laptop လေအဲ့တော့ကျွန်တော်က laptop ဝယ်ဖို့ရှာနေတဲ့လူတွေကို target ထားတာလားဒါမှမဟုတ်ဒီ social media သုံးတဲ့လူအကုန် laptop သုံးနိုင်လောက်တဲ့လူဝယ်နိုင်လောက်တဲ့လူအကုန်လုံး target ထားတာလားအဲ့လိုဆိုရင်တော့အဲ့ဒါပိုကောင်းဖို့လိုပါပြီနော်ပြီးတော့ဒီမှာ type အကြောင်းကြီးပြောရမယ်နော်ဒီမှာ font သုံးထားတာပြီဆိုတော့ရတဲ့နေ book now နဲ့ book now ကမှားနေလေ book now ဆိုတာကျွန်တော်လေလက်မှတ်ဝယ်တာတို့လက်မှတ်ဝယ်တာမျိုးပေါ့နော်လေလက်မှတ်တို့ key တော့လက်မှတ်တို့ကားလက်မှတ်နောက်တစ်ခါမျိုးဟိုတယ်တဲဖို့တို့ပေါ့နော်ဒီ booking တင်တာလို့ book now ကိုသုံးတာလေကျွန်တော်တို့ကဒါ laptop ရောင်းနေမလား laptop ရောင်းနေတော့ book now ဆိုတော့ရမဟုတ်သေးဘူးလေ buy now တော့ buy now ဖြစ်ရမှာလေနော် price တဲ့25သိန်း mmk စာရေးထားတာလေအရင်ကြီးကိုပြောမလဲရိုးကြီးဖြစ်နေပေါ့နော်ဖြစ်တယ်လို့ကျွန်တော်ဟို Microsoft Word မှာဘယ်ပြောမလဲ client ဘက်ကဒါမှမဟုတ် client server ဘက်ကရေးပေးလိုက်တဲ့အထောင် copy ပြတ်ထည့်ထားလို့ပဲတိုက်ပိုလေးပါလိကစားလို့ရတယ်နော် i7 ကိုတက်ခွဲရတဲ့နဲ့ RAM ကိုလည်းခွဲရတဲ့နဲ့ပြီးတော့ RAM 2GB ဆိုတာဖြစ်ရမယ်တွဲ RAM ကိုဒီချာလေးလာပါနော်ကိုလုံးမဲ့ design တွဲ gen တွဲမှာ TH ပါပါတယ်နော်ဆိုတော့မျိုးလေးလိုအပ်တာ detail လေးရှိမယ် SSD 256ဖြစ်နိုင်ဘူး25သိန်းနဲ့လက်တော့ရ SSD 256GB ပဲပါတယ်ဆိုတော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကတခြားကြည့်ပါတယ် 8GB graphic card 8GB graphic card နော်စာရေးသားလေးတွေလေ့လာပါကို design မှာထည့်မယ်စာတွေဒါ client အပ်တာမဟုတ်ဘူးကျွန်တော်စမ်းလုပ်တာဆိုရင်လေတခြားလူလုပ်ထား design တွေရင်လေ့လာပါဘူးပုံတွေလုပ်ပါနော် inspiration ယူပါ reference တွေယူပါပြီးမှကျွန်တော်တို့ design ကိုစလုပ်ပါနော် contact us
content s မှာ content ကြတော့ c ကအကြီးရေးပြီးတော့ channel ရဲ့အသေးကြီးထားတယ် s ကြတော့အကြီးရောအသေးကြီးတာအကြီးနှလုံးရေးထားတယ်အကြီးသေးမလို့ပဲနဲ့မားနေတယ်ပေါ့နော် US အကြီးရင် United States လို့ဖြစ်ပါတယ်ကျွန်တော်တို့တက်ရောက်တယ်ပေါ့နော် United States of America ဆိုတော့ American ကိုပြောတာတကယ် US က S အသေးပဲဖြစ်ရမှာပေါ့နော်ဆိုတော့ MacBook Pro 2018တဲ့ MacBook Pro 2018ဆိုရင်ဒါ MacBook Pro ရဲ့ဟိုနော်ဟိုဘယ်လိုလဲ Apple ရဲ့ MacBook ကိုကျင်ညာရဆိုရင်တော့ design ဒီတက်အများကြီးကောင်းမလို့ပါပြီဒီတက်ရှင်းဖို့လိုပါပြီဒီ background ကလည်းမျိုးတွေရှုပ်နေတယ်မကောင်းဘူး MacBook design တွေကြည့်လိုက်ပါနော်အရင်တက်ရှင်းပြီးတော့သူတို့ကလုံးဝ user experience ကိုအရင်အလေးထားတဲ့ product ဖြစ်တဲ့အတွက်ကျွန်တော်လူတစ်ယောက်ကဘယ်လိုမြင်လဲဆိုတာကိုလည်းတခြား queue ဆိုင်ပြီးတော့ဆွဲဖို့လိုပါမယ်ဟုတ်ပြီနော် sale တက်တက် discount တက်တက်ဖြစ်နေတယ်ဘာ discount လဲဘာမှလည်းမပါဘူးမှားနေပါတယ် okay ဒီနေ့တော့ဒီလောက်ပါပဲဒီပုံတော့ကနော်ကျွန်တော်နောက်တစ်ပုံဆက်သွားကြတယ်ပေါ့ဒါလေးပြင်လိုက်ပေါ့နော်အားလုံးနဲ့အဆင်ပြေမယ်လို့ပြောနေပါတယ်ကျွန်တော်ကတော့ဒီပုံများများဝေဖန်ပါတယ်ဟုတ်ကဲ့ဝေဖန်ပေးကြပါဗျာဒီနေ့ project လေးပါတဲ့okay ဒါတော့နောက်ဆုံးတစ်ပုံဖြစ်မှာပေါ့နော်ကျွန်တော်တို့ဒီ review လုပ်တာပြီးရင်တော့ special season အနေနဲ့ကျွန်တော်တို့ပြောမယ်ခရစ်ယာန်ရပြီးလိုအပ်တဲ့ပေါ့နော် background တွေအကြောင်းပြောသွားမယ်ဆိုတော့ဟုတ်တယ်ဒီကျွန်တော် ski ကိုတိတိဖြစ်အောင်လုပ်လိုက်မယ်ဟုတ်ပြီဒီတိုင်းလေးတော့ဒီကြည့်ရတယ်မှာအသက်ရဆုံးလို့ပြောရမယ်ကျွန်တော်ပေါ့နော်ဆိုတော့တခုပဲပေါ့ကျွန်တော် background အရင် flat ဖြစ်နေတယ်ပါတဲ့ item တွေကမသိတာတော့ဘူးပေါ့နော်ကျွန်တော်အစိမ်းလေးနဲ့လုပ်လိုက်မယ်နော်နောက်တော့ background အလုံးလေးတွေရှိတယ်ဆိုလည်းအလုံးလေးတွေရှိတယ်ပေါ့နော်ကျွန်တော်ကိုတီတော့မဝိုင်းနဲ့တော့ mouse နဲ့ဝိုင်းနေဆိုတော့လေဆိုတော့ဒီအလုံးလေးတွေပျောက်နေတယ်ပေါ့နော်ပျောက်နေတော့ထည့်ထားတာဘာမှမထူးဖြစ်နေတယ်အဓိကအားဖြင့်တော့ဒီအောက်က plain ပေါ့နော် plain များလည်းပျောက်ပြီးဗလာနေတယ်အဲ့လိုဆိုတော့လေကျွန်တော်တို့အရင်ဆုံးစပြောမှာကတော့ blocking လို့ blocking ကိုတွားလိုက်မယ်နော်ဒါက headline ဒါက product ဒီအောက်ကတော့ကျွန်တော် CTA နဲ့တခြား information ပဲဆိုပါစို့ blocking ကြည့်တာပေါ့နော် nice ရန်ဆိုရမဟုတ်ဘူးကျွန်တော်နည်းနည်းလေးပဲလိုတယ်ဘယ်လိုပြောမလဲကျွန်တော်ကြည့်ရတာပေါ့နော်ဘယ်သူကအကြီးဆုံးဖြစ်ပြီးဘယ်သူကအလက်လဲဆိုတာနည်းပြောခက်နေတယ်အသေးဆုံးတော့အသေးကြတယ်ဒါအသေးဆုံးလေနော်အဲဆိုတော့ဒါအကြီးဆုံးကထားပါတော့1 2 3မဆိုသလားသူကတော်တော်လေးကိုတိတာတယ်ဒီကောင်ကရှည်တယ်ရှည်လည်းမျိုးလေးဖြစ်နေတယ်ဆိုတော့ဟိုပြောမယ်အရင်ကြီးရလို့ခံစားရလို့လေဒီကောင်က box ဖြစ်နေတဲ့အတွက်ဘယ်လိုမျိုး ski ကြီးတယ်ဒူးတယ်ကြီးမှလို့ခံစားရတယ်ဆိုတော့ contrast လေးကအစိုးကောင်းတယ်ပေါ့နော်ကျွန်တော်အနေနဲ့ဆိုရင်တော့ဒီမောင်လည်းနည်းလေးထည့်ကြည့်လိုက်မယ်ဟုတ်ဆိုရင်ပို့ပြီးတော့ကျွန်တော်တို့ဘယ်ပြောမလဲကြည့်ကောင်းပါမယ်ပေါ့နော်ဒါကျွန်တော်အမြင်ပါ okay ဆိုတော့ကျွန်တော်ပြင်ဖွင့်လိုက်မယ်ဟုတ်ပြီတော့ blogging ပြီးတော့ကျွန်တော်ဒီနောက်က shape လေးတွေကျွန်တော်ပြောတော့ဗောနော် shape လေးတွေကလေကျွန်တော်ပြောမှဆိုရင်နော်နည်းနည်းလေးပို့ပြီးတော့လို့ပြောမလဲဒီကောင်လေးတွေ contrast ပို့ထည့်တဲ့နဲ့အဓိကတော့ကျွန်တော် Illustrator file နဲ့ဆိုရင် Illustrator မှာတွားပြီးတော့ဒီအလုံးလေးတွေကိုတက်ယူပေါ့နော် define နဲ့ background နဲ့ပေါင်းယူပဲနဲ့တက် copy ယူလာပြီးတော့ဒီရောက်မှထပ်ပြီးတော့လိုမျိုး shadow brightness contrast တင်တာတော့ level ကစားတာစသဖြင့်ဖြစ်လို့နော်အလင်းမောင်လေးကိုထည့်တင်တယ်လို့ထင်တယ်ပြီးတော့ plane ကလည်းပန်းအောင်ဖြစ်တယ်ကျွန်တော်တို့ background ကလည်းပန်းအောင်ဖြစ်တယ်ဆိုတော့တော်တော်လေးတော့တန့်ပြီးတော့လိုမျိုးဟိုပြောမလဲ flat ဖြစ်တယ်လို့ခံစားရတယ်ဆိုတော့နည်းနည်းလေးဒီ product ကို stand out ဖြစ်နေဆိုရင်တော့ကျွန်တော်တို့နောက်က background အရောင်လေးကိုဖြော့လိုက်တာပဲဖြစ်ပေါ့နော်ဒါမှမဟုတ်လေရင်းလိုက်တာပဲဖြစ်ပေါ့နော် background ကိုကျွန်တော်လိုပေးဖို့ကျွန်တော်လိုပေးတယ်လို့ကျွန်တော်ထင်တယ်ဟုတ်ပြီနော်ဒါ background ပဲပြောတာပြီးရင်နောက်တစ်ခုကအောက်ကဒီအပြားလေးပေါ့နော်ဒီအပြားလေးကဗလာနေတယ်ကျွန်တော်ကြည့်လိုက်သူကဗလာအောင်လှုပ်ထားတာလား quality မအောင်ဗလာနေလားတော့ကျွန်တော်လည်းသိချင်မပြောရပါဘူးဒီအပြားလေးကဗလာနေဆိုပြီးဖြားရဆိုရင်ဒီ plane ကလည်းဗလာပါလိမ့်မယ်
ဘာလို့လဲဆိုတော့ကျွန်တော်တို့ကင်မရာမှာပေါ့နော်ဒီ focal length ဆိုတာရှိတယ် focal length ကအရင်နေတဲ့အခါတေးတဲ့အခါကျတော့1.8 to 1.4တော့ရှိတယ်ဗျာ focal length မှာfocal length 1.4ဆိုရင်ကျွန်တော်တို့ဒီ main subject ကိုကျွန်တော်တို့ကဘယ်လိုပြောမလဲဘယ်လိုပြောမလဲဒီ unit ပေါ့နော် target ထားလိုက်တယ်ဆိုရင်သူရှေ့နဲ့သူအနောက်က object တွေအကုန်လုံးဗလားသွားတယ်လို့တော့အဲ့မျိုးအဲ့ဒါကိုကျွန်တော် focal length နေများနဲ့ချိန်နေပေါ့နော်အဲ့တော့ product shot တွေဆိုရင် focal length 2.8 ဒီပိုင်းရိုက်ကြတာများတယ်တချို့ကတော့ 1.4 တွေ2တွေနဲ့လည်းဆွဲတယ်ပေါ့နော် lens လို့ camera လို့ကောင်းလို့ဆိုတော့ကျွန်တော် photography နဲ့ဒါကျွန်တော်ချိန်ပြီးပြတာပေါ့နော်ဆိုတော့ဒီနားမှာလည်း shaky လေးဖြစ်နေတဲ့ product ကလေ shaky လေးမဖြစ်တာဘူးကောင်းတယ်ပေါ့နော်ဒါလည်းတစ်ချက်ရှိမယ်ပြီးရင်ကျွန်တော်တို့ဒီအောက်က CTA အောက်ကစာတွေပေါ့နော်အောက်အရင်ရောက်နေလို့ကျွန်တော်ခံစားရတယ်နော်ဒီ design ပိုင်းဝေရန်လားမလို့ရေးထားတာလေအပေါ်ရင်းနဲ့တင်လိုက်ပါလားဟိုကောင်းတယ်ပေါ့နော်ဒီနားမှာကျွန်တော်ဟာနေရလေးရှိရလေဟာနေရလေးတို့ gap လေးတွေဖြည့်လို့ရတာပဲကျွန်တော်ဒီမှာကြည့်လိုက်နော်ဟောကျွန်တော်အပေါ်နဲ့အောက်နဲ့ဟာနေတဲ့ scale လေးရှိတယ်ဟုတ်ပြီနော်အဲ့ဆိုတော့ဟာနေတဲ့ scale လေးရှိတယ်ဆိုတော့ဒီ gap ကအရင်ကျနေလို့ခံစားရင်ကျွန်တော်ကျင်းလို့ရတယ်ပဲဟုတ်တယ်မလားအပေါ်မှာတော့ကျွန်တော် quadrant တလောက်ခွာလာလိုက်ဖြစ်တဲ့အတွက်ပြောပြရမရှိဘူးဆိုတော့အောက်က gap လေးကိုနည်းနည်းလေးကျင်းပြီးတော့ဒီအောက်ကစာလေးတွေကိုပေါ်ရင်းနဲ့တင်လိုက်တော့ကောင်းမယ်လို့ကျွန်တော်ကြည့်ပါတယ်ဒီဇိုင်းမှာတော့ကျွန်တော်မှန်တယ်မှားတယ်ဆိုတော့မရှိဘူး။ပြောပြလို့ပဲဆိုတော့ကျွန်တော်တို့ဘယ်လိုပုံကောင်းလုပ်နေဆိုတော့ပဲပြောကြတာပေါ့နော်။အများသောအားဖြင့်တော့ဒါဆိုရင်အောက်မှာကျွန်တော်တို့ဘယ်လိုပြောမလဲနည်းနည်း margin လေးကျန်တာပေါ့နော်။နေရာလေးခြံထားပြီးတော့ကောင်းမှအရင်လေးချစ်ဖို့ကောင်းတယ်။တန်နေပေါ့နော်။ perfume လေးရလေဆိုတော့ okay ပါကျွန်တော်တို့ဒီနေ့ review လုပ်တဲ့အစီအစဉ်လေးပြီးပြီဆိုတော့ကျွန်တော်တို့ bonus ဖြစ်တဲ့အပိုင်းကိုသွားရအောင်အဲဆိုတော့ bonus ဖြစ်တဲ့အပိုင်းကိုသွားခင် My Class Channel ကိုခုမှစာပြီးကြည့်တာဆိုရင်တော့ subscribe လုပ်ခဲ့ပါဦးဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်လည်း like ပေးခဲ့လို့ရပါတယ်လို့ကျွန်တော်တို့တငယ်ချင်းတွေမြင်အောင်နော် share ပေးမယ်ဆိုရင်လည်းကျွန်တော်ကျေးဇူးများတင်ပါတယ်လို့ဆိုတော့ကျွန်တော်တို့ပေါ့နော်ဒီလိုမျိုး design တွေတွေ့တဲ့အခါမှာဒီမှာတုံးထားတဲ့ဒီ plastic texture လေးတွေရှိမယ်ပြီးတော့အနောက်ကတုံးထားတဲ့ဒီ wave လေးတွေရှိတယ်ပေါ့နော်အဲဆိုတော့အဲ့လေးတွေဘယ်လိုတုံးရလဲဘယ်လိုရှာရမလဲစသည်တိုင်းတစ်ခါလေးမှာကျွန်တော်တို့ဒီ ground တွေဘယ်လိုရှာရမလဲဆိုတော့ကျွန်တော်ဒီနေ့ပြောပြသွားမယ် design ကအားလုံးလည်းအကျိုးရှိမယ်လို့ထင်တယ်ဆိုတော့ promote ပြောချင်တဲ့ background ကတော့ rainbow bokeh background နော်ပထမဆုံး background မျိုးစားက rainbow bokeh background ကျွန်တော်ဒီအချိန်အများကြီးမရလို့ background 10မျိုးပြသွားမယ်နော်ဆိုတော့ rainbow bokeh background ကိုကြည့်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ဘယ်လို design တွေမှာသုံးလို့ရလဲဆိုတော့ comment မိပြီပေါ့နော် rainbow ဆိုတာတော့ပုံမှန်အားဖြင့်တော့ကျွန်တော် LGBT တွေကိုကိုစားပြုတာဖြစ်တယ်သူတို့ကတော့ rainbow ဆိုပြီးတော့ rainbow color ဆိုပြီးတော့အရောင်စုံပေါ့ဗျာသူသတ်မှတ်ထားတာဖြစ်တဲ့အတွက်အဲ့ဘက်ကိုတော့သွားတယ်ဆိုတော့သုံးရင်တော့ view site ပြီးသုံးပါအဲ့ဘက်ကိုလူတွေကအထင်ရောက်တတ်တယ်ပေါ့နော်ဆိုတော့ဒီ design လေးဆိုရင်ကျွန်တော်တို့ဒီမွေးနေ့တို့ပြီးတော့ဒီမင်္ဂလာဆောင် wedding တို့နောက် anniversary တို့နောက်ပြီးကျတော့ကျွန်တော်တို့ဒီကလေးတွေနဲ့ပတ်သက်တာတို့ဒီ main ကလေးနဲ့ပတ်သက်တာတို့ design လေးတွေမှာအသုံးများတယ်သုံးလို့ကောင်းတယ်ပေါ့နော် feminist နဲ့အကြောင်းလေးတွေလေသူကနုနုလေးတွေနဲ့လာတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးမှာသုံးလို့ရတယ်ဒါကbackground နံပါတ်1ပေါ့နော် background နံပါတ်2ကတော့ background မျိုးစားကတော့ polygon background ပဲဖြစ်ပါတယ် polygon background ကတော့ကျွန်တော် polygon ဆိုတဲ့အတိုင်းပဲဒီ triangle တွေပေါ့နော်ပြီးတော့သူက polygon လို့ပြောလိုက်ရင် triangle နဲ့လာတာများတယ်3နားပေါ့နော်ပုံမှန်အဖြစ်တော့4နားကလည်း polygon ပါပဲဆိုတော့ polygon background design လေးဆိုရင်ကျွန်တော်တို့နည်းနည်း abstract ဆန်နေပေါ့နော်သူကကြတော့ကျွန်တော်တို့ corporate ဆန်တဲ့အတွက် corporate design တွေမှာသုံးလို့ရတယ်နောက်တစ်ခါကျွန်တော်
ကျွန်တော် flyer design မျိုးတွေမှာသုံးလို့ရတယ် gym တို့ sport wears တို့နောက်တစ်ခါမှာဒီ energy drinks တို့ပေါ့နော်သူကဘာလို့လဲဆိုတော့သူ့ရဲ့သူ form ကိုကအဲ့လိုမျိုးနည်းနည်းပေါ့နော် aggressive ဖြစ်တဲ့ style ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ soft ဖြစ်တဲ့ product တွေနဲ့တွဲသုံးလို့တော့မလှဘူးသုံးရင်တော့နည်းနည်းလေးခက်ခဲတယ်ပေါ့နော်ဆိုတော့ဒီမျိုးဒါအသုံးဝင်တဲ့ background တစ်ခုပေါ့တတိယတစ်ခုကတော့တတိယအမျိုးအစားကတော့ abstract background ဆိုတာကျတော့နည်းနည်းလေးတော့သူက general ဆန်တယ်ဆိုတော့ abstract အောက်မှာအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်အများကြီးထပ်မခွဲတော့ဘူးညံများပါမှာဆိုလို့ abstract ဆိုပြီးအားလုံးကိုပြောလိုက်မယ်အမျိုးအစားတစ်ခုပေါ့နော် abstract အမျိုးအစား background လေးဆိုရင်ဒါမျိုးတွေဖြစ်တယ်သူ့မှာဆိုရင် polygon တော့ပြန်ပါတယ်ပြီးတော့ဒီလိုမျိုးတွေပေါ့နော် wave တွေအဲ့ဒါကဒီလိုမျိုး light leak တွေပြီးရင်လိုမျိုးline တွေကိုမှလိုမျိုးဟို wave style နဲ့တွားနေရတယ်ပေါ့နော်အများကြီးပဲဒါတွေဆိုလဲလှတယ်ပေါ့နော်ဆိုတော့မြင်လို့ရှိရင်ပြောရရင်ဒီ social media design ကောင်းကောင်းလုပ်တတ်ဖို့နဲ့လွယ်နဲ့မြန်မြန်လုပ်တတ်ဖို့က background ရွေးတတ်ဖို့အများကြီးလိုတယ် background ကောင်းကောင်းရွေးတတ်ရင်ကျွန်တော်တို့ design လှလှလေးတွေအများကြီးလုပ်လို့ရတယ်ပြီးတော့သူကဒီရှိရ product ရဲ့ style typography တွေကို support ပေးတယ်ပေါ့နော်ကိုကရွေးနိုင်တယ်လို့ဆိုတော့အချိန်ပေးပြီးရွေးဖို့လိုတယ်ကျွန်တော်ဒီမှာသတိထားမိလား exclude AI generator ကိုပြီးအမှတ်ချက်ထားတယ်ကျွန်တော် feedback မှာ AI က generate လုပ်ထားတဲ့ design တွေကိုကျွန်တော်ယူမသုံးဘူးဟောတက်နိုင်တယ်လို့ကျွန်တော်တို့ဒီလူတွေပေါ့နော် design ကိုယ့်ဘက်ကိုလက်နဲ့တခြားစဆုံးလုပ်ထားတယ်ဒီလူတွေရဲ့လက်ရာတွေလူသားတွေရဲ့လက်ရာတွေကျွန်တော် support ပေးမယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ပေးတဲ့လို့ယူဆတယ်အားလုံးနဲ့ကျွန်တော်လိုပဲခံစားချက်တူစေခြင်းတယ်ပေါ့နော် AI generate ဆိုတာစာရိုက်ထည့်တယ် click နှိပ်တယ်ပြီးရင်သူ့ကိုကြည့်အောင်လို့ expand လုပ်လိုက်တယ်ပြီးရင်တင်ရောင်းတယ်ပေါ့နော် effort အများကြီးမရှိဘူးဆိုတော့ effort များတဲ့လူတွေကိုကျွန်တော်တို့ပို့ပြီးတော့အားပေးအောင်ပေါ့နော်ဒါမျိုးလေးဆိုလှတယ်ဆိုလားကျွန်တော်လိုမျိုးဟိုပြောမလဲ flyer design လေးတွေလိုမျိုးပြီးတော့ဒီ product design လေးလည်းသုံးလို့ရပါတယ်ဒါဆိုအပြင်တော့တင်တန်းကြော်ညာတွေမှာသုံးတာများတယ်ပေါ့နော်ဆိုတော့ဒါကမျိုးနံပါတ်3မျိုးစား abstract background ဖြစ်ပါတယ်အဲ့တော့နံပါတ်4မျိုးစားက crumble paper texture လို့လည်းခေါ်တယ် background လို့လည်းခေါ်တယ်ကြိုက်တာရိုက် crumble paper လို့ရိုက်လိုက်ရင်ကျွန်တော်တွေ့မယ်အဲဆိုတော့ဒါပါလဲဆိုတော့ဒီလုံးချေထားတယ်ပေါ့နော်စာရွက်တွေဒီစာရွက်တွေကို texture အနေနဲ့ပြန်ပြီးတော့သုံးတာကျွန်တော်တော်တော်များသုံးနေကြပါတယ်ဘယ်မှာသုံးကြလဲဆိုတော့ကျွန်တော်တို့ movie poster တွေနောက်တစ်ခါမှာဒီ music album poster တွေမှာသုံးတာများတယ်ပြီးတော့လို့ vintage center မျိုးလေးတွေပြီးတော့ love letter ပေါ့နော်ဒီရေးသားတာ style မျိုးလေးတွေသုံးတာရေးတာတွေမှာသုံးတယ်ပြီးတော့ကြပြားတွေစာတွေရေးတဲ့နေရာမှာသုံးတာများတယ် type ပေါ့နော် create လုပ်တဲ့လူတွေ type seller တွေရောင်းတဲ့လူတွေပေါ့နော် type font တွေရောင်းတဲ့လူတွေဆိုလဲသုံးတာများတယ်သူတို့ font ကိုဒီပေါ်မှာတင်ရေးပြီးတော့ပေါ့နော် design လုပ်ပြီးတော့သုံးတာများတယ်ပြီးတော့ကျွန်တော်တို့အပေါ်ကနေ overlay အုပ်လို့လည်းရတယ်ပေါ့နော်ဆိုတော့တော်တော်လေးသုံးဝင်နေ texture background ဖြစ်တယ်နံပါတ်4ပေါ့နော်နံပါတ်5အမျိုးအစားကတော့ holographic background holographic background တွေကတော့တကယ်မိုက်တယ်ပေါ့နော်သူက hologram ကနေလာတဲ့စလုံးပေါ့နော် holographic ဆိုတော့ဒီရောင်စင်တွေပေါ့ရောင်စင်ဘယ်နဲ့တွေ့လဲတော့မသိဘူးခုနှစ်တွေ့လို့တော့ပြောရကြဘူးလေဆိုတော့ရောင်စင်ဘယ်နဲ့တွေ့ဖြစ်ဖြစ်ပေါ့နော်သူတို့ပေါင်းဆက်ပြီးတော့ဒီလို wave တွေနဲ့တွားတာဖြစ်တဲ့အရင်သုံးလို့ကောင်းတယ်သူကကျတော့နည်းနည်းလေးလိုမျိုးမျိုးမလဲနုနုဖက်ဖက်လေးလည်းလုပ်လို့ရလို့ဒီမျိုးဘိုးဖြစ်တဲ့ဘက်တွေလည်းတွားလို့ရတယ်ဒီကောင်လို့ဆိုဘိုးဖြစ်တယ်လीနော်အဲဆိုတော့ကိုရွေးချယ်တဲ့holographic color ပေါ်မူတည်တယ်သူကကျတော့လိုမျိုး party design တွေပေါ့နော်ဟို night club တွေ party တွေပြီးတော့ bar တွေကြော်ညာတွေမှာသုံးတယ်နောက်တစ်ခါ typography ကိုလုံးဝအလန်းစားကြီးပြခြင်းနဲ့ဆိုရင်ဒီလိုမျိုး texture တွေနဲ့တွဲပြီးသုံးတယ်typography တွေ layout တွေပြခြင်းနဲ့သုံးပါတယ်ခုနပြောသလိုပဲနော်ပြီးတဲ့အခါမှာဒီ music album တွေမှာလည်းသုံးကြတယ်ပေါ့နော် music album မှာလည်းမျိုးနည်းနည်းဟို main ကလေးတွေဆိုထားတဲ့ music album မျိုးတွေဆိုရင်လည်းဒါသုံးလို့ကောင်းတယ်ပေါ့ခုနလိုပဲပြောမလဲကျွန်တော်ထင်တယ်အင်ကြီးဒီမှာရိုက်ပြီးတော့ဝတ်တာလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီကောင်လေးကဟိုတော်တော်လေးသုံးဝင်နေတဲ့မှာပါတယ် modern နဲ့ဆန်တယ်နောက်သူဆိုရင် modern holographic background ဆိုပြီးတော့တက်ခွဲရတာရှိတယ်ကျွန်တော်တော့အဲ့ဒါမှအကုန်ရှိတယ်ပေါ့နော်ဒီမှာ happy new year ပါနေ postcard တွေလုပ်လို့ရတယ် okay အဲ့ဒါ feedback ကတော့စုံနေနောက်ထပ်တစ်ခုပေါ့နော်နံပါတ်6 background မျိုးစားကတော့ space background မျိုးစားတော်တော်များများကတည်ပြီးသားဖြစ်မယ်ဒီမှာ AI နေပါတယ်ကျွန်တော် exclude လုပ်လိုက်မယ်နော်မေ့နေလို့အဲ့ဆိုတော့ဒီမှာကျွန်တော်မျိုးလူတွေတက်ပုံရထားတာတွေပြီးတော့ပြန်ဆွဲထားတာတွေပါတယ်နော်ဒါတော့ AI ပါနေသေးတယ်ဆိုတော့ဒီ space background တွေကတော့တည်တဲ့အတိုင်းပဲကျွန်တော်လွင်မျောနေမယ်နောက်တစ်ခါမှာ
ကျွန်တော်အဲ့လိုမျိုးနည်းနည်းအရှိရ product ကို stand out ဖြစ်နေတဲ့အခါတွေမှာသုံးတယ် manipulation တွေမှာလည်းအသုံးများတယ်ပေါ့နော် space background ကတော့အားလုံးလည်းရင်းနှီးပြီးသားဖြစ်တယ်ဒါမျိုးလေးဆိုလည်းသုံးလို့ရန်ကောင်းတယ်ဒီပုံမှာ laptop တို့ phone တို့တင်ပြီးလေကြော်ညာလောက်လာရင်တော်တော်လေးကိုဟို90ခန်းလောက်ပြီးသွားပြီပေါ့နော်ဘာမှတော့မလုပ်ရသေးပဲနဲ့အဲ့လောက်ထိကိုသုံးဝင်နေကျွန်တော် background ရွေးတက်ဖို့လိုပါတယ်ဒါဆိုကျွန်တော်တို့ဒီ vehicle တွေပေါ့ bicycle တွေ car တွေ motorbike တွေဒီမျိုးကြော်ညာရင်သုံးလို့ကောင်းတယ်သူကလုံးဝstars တွေနဲ့နောက်က smoke တွေနဲ့လေနော်အဲ့ဆိုတော့ပြီးတော့ sound event တွေ music event တွေသုံးလို့ရပါတယ်ဟိုမျိုးဆိုတော့အသုံးဝင်တယ်ပေါ့နော်ဒါကကျွန်တော် space background နံပါတ်9ကကြတော့ rest matter background rest matter background ဆိုတော့ဗျာစံကြီးတက်နေတဲ့သတ္ထုတွေရဲ့ background ပေါ့နော် rest matter background ဆိုတာကကျွန်တော်တန်ကြီးတက်နေတဲ့ဒီ matter တွေသတ္ထုတွေတန်နေရဲ့เนาะဒီ texture တွေကိုကျွန်တော်တို့ဝင်ဖြစ်တာပေါ့နော်ခေါ်တာပေါ့ဆိုတော့သူတို့လည်းဘယ်နှမှာအသုံးပြုလို့ရတယ်ဆိုတော့ဒီတိုင်းယူသုံးလဲရတယ်ဒီတိုင်းယူမသုံးခြင်းပဲနဲ့သူတို့ overlay အနေနဲ့သုံးလဲရတယ်အရင်အသုံးဝင်နေ multiply တို့ overlay တို့လုပ်ကြည့်အရင်အသုံးဝင်တဲ့ design မှာပေါ့နော်ကျွန်တော် vintage design အထာတွေပြီးတော့အဲ့လိုမျိုးပေါ့လေကျွန်တော်လည်း abstraction နဲ့ design တွေတွားတာမျိုးတွေပြီးတော့ကျွန်တော်ဘိုးဖြစ်တဲ့ design တွေပေါ့နော်ဟိုဘိုးဖြစ်တယ်ဆိုတာကာလာမှာပဲဘိုးဖြစ်တာမဟုတ်ဘူးလေကျွန်တော်ဒီ texture ဘိုးဖြစ်တာမျိုးတွေပြီးတော့ grunge ပေါ့နော်ဒါမျိုးတန်ကြီးကိုက်နေတာလေအဲ့လိုမျိုးမှောင်နေတာညစ်ပေနေတာလေပျက်စီးနေတာလေပြချင်တာမျိုးတွေပေါ့နော်အဲဆိုရင်သုံးလို့ရတယ်ဆိုတော့ဒီ background ကလည်းတော်တော်လေးသုံးဝင်တဲ့ background ဖြစ်တယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ futurist background futuristic background ကတော့ဒီအတိုင်းပဲကျွန်တော်တို့ခစ်ရှေ့ပြီးပေါ့နော်ဒီမျိုး thick pan ခစ်ဆန်ဆန် background ကိုခေါ်တာဖြစ်တယ် futuristic ဆိုတဲ့အတိုင်းပဲအနာဂတ်ကိုကျွန်တော်တို့ကဒီမျိုးလှမ်းပြီးတော့ပေါ့နော်ဟိုသုံးတဲ့သဘောပေါ့ဆိုတော့ဒါမျိုးတွေကကျွန်တော်ဒီမှာမရှိသေးဘူးလေအပြင်မှာတကယ်ဒါပေမဲ့ကျွန်တော်ဒီမှာ imagination နဲ့ create လုပ်ပြီးတော့ကျွန်တော် background တွေလုပ်ပြီးသုံးတာလေနော်အရင်သုံးပြုလို့ကောင်းပါတယ် product photo တွေသုံးလို့ရတယ် product တွေ design လုပ်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့manipulation တွေသုံးလို့ရတယ်နောက်တစ်ခါမှာဒီ corporate background တွေနဲ့သုံးလို့ရတာလေဆိုလေကျွန်တော်သုံးလို့ကောင်းတယ်ပေါ့နော် video တွေတောင်ရှိတယ်တချို့ဆိုဒါမျိုးတွေလုံးဝ endless တွေလေ looping video တွေအဲ့လိုဆိုအရင်သုံးလို့ကောင်းပါတယ်သူတို့ကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲတော်တော်များများအသုံးဝင်နေပေါ့နော်အဲ့ဒါကျွန်တော်ဒီ phone တွေဒီ device တွေပေါ့လေ electronic device တွေအတွက်အသုံးပြုတာများတယ်သူကိုယ်တိုင်က futuristic ဆိုတော့အနာဂတ်မှာဟိုခက်မိတယ်ပေါ့နော်ခက်ရှိပြီးရဆိုတဲ့ design တွေလုပ်တဲ့နေရာမှာသုံးတာပေါ့ okay ဆိုတော့နံပါတ်9 background design တော့ zigzag လို့ခေါ်တယ် zigzag background design zigzag background ပေါ့နော် design တော့မဟုတ် zigzag ဆိုတာဘယ်ညာအပေါ်အောက်ပေါ့နော်ဒီမျိုး line လိုမျိုးပဲတွားနေတာအဲ့ဒါကို zigzag လို့ခေါ်တယ်သူဆိုရင်လည်းကျွန်တော်တို့ pattern အနေနဲ့သုံးလို့ရတယ် background အနေနဲ့သုံးလို့ရတယ်ကျွန်တော် texture အနေနဲ့လည်းသုံးလို့ရတယ်သူကတော်တော်လေးအသုံးဝင်တယ်ပေါ့နော်ဒီမှာဒါဆိုရင်ကျွန်တော်တို့ဒီလုံကြီးပေါ့နော်လုံကြီး design တွေပဲလုပ်လို့ရတယ်ဆိုတော့ပြီးတော့ကျွန်တော် paper bag တွေပြီးတော့ကျွန်တော်တို့ဒီ product packaging design တွေမှာသုံးလို့ရဒါဆိုရင်ဒါ packaging design ပဲလေနော်ဟိုအများကြီးပဲသုံးလို့ရပါတယ်ဒါက zigzag background တော်တော်လေးလှတယ်ဝိုင်းတော့သုံးလို့ရတယ်လား okay အဲ့တော့ design တွေအများကြီးလုပ်ရမယ်ပေါ့နော် okay နောက်ဆုံးတစ်ခုရောက်ပြီဆိုတော့ကျွန်တော်နောက်ဆုံးတစ်ခုကပါလဲဆို geotone dirty background လို့ခေါ်တယ် geotone background လည်းရှာလို့ရတယ်geotone dirty background ကတော့ပို့ပြီးတော့အထာကျတယ်ပေါ့နော်ကျွန်တော် vintage sensor whisky တို့ဘာတို့နောက်တစ်ခါမှာဒီဘယ်လိုပြောမလဲစပိန်ပစ္စည်းရောင်းဆိုင်ဆိုင်ကပစ္စည်းရောင်းဆိုင်နေဆိုရင်ဒါမျိုး design တွေသုံးတာများရတယ်ဗျာသူတို့ကျတော့အဲ့အထာကျတယ်ပေါ့နော်ဒီမျိုးgeotone ဆိုတာကကျတော့ကာလာ2ရောင်ပဲပါတာအရောင်2ရောင်နဲ့ဒီပေါ့နော်သုံးပြီးတော့အရင်လိုပေါ့နော်ဖော်ပြထားတဲ့ဒီ background တွေပေါ့ဒီမှာဆို2ရောင်ပေါ့နော် orange နဲ့ကျွန်တော် purple နဲ့သုံးထားတယ်ဒီမှာဆို black နဲ့ orange ပေါ့နော်ဒီမှာဆိုလည်းအတူပဲ2ရောင်ပဲ geotone dirty background ကိုခေါ်တယ် geotone background ဆိုလည်းရတယ်ပေါ့နော်သူက geotone ကျတော့ကျွန်တော်ဒီ pixelate art တွေမှာလည်းသုံးတယ် pixelate art ကကျတော့ကျွန်တော်လူပုံကျွန်တော်တို့ pixel တွေဖြစ်အောင်ပြန်ပြီးတော့Photoshop လည်းဆိုတော့မှပြန်ပြီးဖန်တီးတယ်ပြီးရင်အရောင်ကိုကြိုက်တဲ့2ရောင်ကိုထည့်လိုက်တယ်ပေါ့နော်အဲဒီထဲမှာပြန် plan လုပ်လိုက်တယ်အဲဒါဆိုရင် geotone design တွေဖြစ်တယ် online မှာရှာကြည့်လို့လည်းရတယ်ကျွန်တော်လည်းနောက်ပိုင်းတော့လုပ်ပြမယ်ပေါ့နော်ဘာလို့ online မှာရှာလို့ရနေပါတယ်ဆိုတော့ okay ဒီနေ့ကျွန်တော်ဒီပြခြင်းနဲ့အသုံးဝင်တဲ့ background 10ခုကဒါပါနောက်ထပ်10ခုကိုနောက်ထပ်ဗီဒီယိုမှာထပ်ပြီးပြသွားမယ်ဆိုတော့နောက်ထပ်ဗီဒီယိုအသစ်လေးကိုလည်းစောင့်ပြီးကြည့်ရှုပါအောင်လို့ကျွန်တော်ဖိတ်ခေါ်နေတယ်ပဲဗီဒီယိုလေးဆုံးသက်ပါတယ်အားလုံးပဲ stay safe guys thank you bye bye